လက်ရှိနေရာကကိုနဲ့အစင်ပြေရင်နေရာအသစ်ကိုပြောင်းရွှေ့ရတာကကိုဘဝရဲ့အောင်မြင်ဖို့လမ်းစားဆိုတဲ့စကားအတိုင်းဘောလုံးလောကမှာလည်းလက်ရှိကစားနေတဲ့ position ကိုချင်းပြီးမှနာမည်ကြီးကစားသမားတွေဖြစ်လာတဲ့သူတွေရှိပါတယ်။အဲ့ဒီထက်ကမှ9ယောက်ကိုဒီနေ့ဗီဒီယိုမှာဖော်ပြပေးသွားပါမယ်။ Thierry Henry 1999ခုနှစ်မှာ Henry ဟာဂျူဝင်တက်အသင်းရဲ့ဝင်းကားတစ်ယောက်အနေနဲ့ကစားခဲ့ပြီးတော့ struggle ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ Arsenal အသင်းရဲ့နီးပြကြီးအာဆင်ဝင်းကားကတော့တခြားသူတွေမမြင်နိုင်ခဲ့တဲ့ Henry ရဲ့ pace တွေ finishing သေးချာတာတွေကိုမြင်ခဲ့ရတာကြောင့်ပဲ Arsenal အသင်းစီကိုခေါ်ဆောင်ခဲ့က striker အဖြစ်စတင်ပုံသွင်းခဲ့ပါတယ်။အဲဒီလိုချိန်လိုက်တာကပဲ Henry ကို228ဂိုးထိသွင်းယူစေခဲ့ပြီးတော့ Arsenal ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာရုံသာမက legend တစ်ယောက်ကဖြစ်လာစေခဲ့ပါတယ်။ဒါရက်ပြီးကစားသမားဘဝအစပိုင်းဖြစ်တဲ့ Southampton အသင်းနဲ့ Spurs အသင်းရဲ့အစောပိုင်းရာသီတွေမှာတော့ left back အဖြစ်သာကစားခဲ့ရပြီးမဲ့ striker ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့နီးပြကြီး Harry Redknapp ကတော့ဘေးရဲ့ pace တွေ dribbling skill တွေနဲ့ stamina ကောင်းကောင်းနဲ့ power shoot တွေကန်နိုင်တဲ့အတွက်ကြောင့်ပဲ left wing position မှာ position change ကစားစေခဲ့ပြီးတော့ကမ္ဘာအကောင်းဆုံးဆိုတဲ့ဘယ်တောင်ပိုင်းတိုက်စစ်ကစားသမားတွေတဲကတယောက်ဖြစ်လာစေခဲ့ပါတယ်။သူဟာစူပလာပေါင်းများစွာကိုလည်း left wing မှာကစားရင်းနဲ့စုကူးနိုင်ခဲ့ပါတယ်။ Andre Pirlo ဟာသူ့ရဲ့ကစားသမားဘဝကို attacking midfield player တယောက်အနေနဲ့သာစတင်ခဲ့ပါတယ်။1998ခုနှစ်မှာတော့ Inter Milan အသင်းကိုစတင်ရောက်ရှိခဲ့ပြီး attacking midfield role မှာအသုံးတော်ခံခဲ့ပေမဲ့ space ကျမှုတွေနဲ့သူ့ရဲ့ဖန်တီးနိုင်စွမ်းတရားအချင်းကြီးဖြစ်ခဲ့ရပြီးတော့တခြားအသင်းငယ်လေးတွေမှာသာအငှားထွက်ကစားခဲ့ရပါတယ်။2001ခုနှစ်မှာတော့ AC Milan အသင်းကြီးစီကိုရောက်ရှိလာခဲ့ပြီးတော့ဒီပြကြီး Ancelotti က Pirlo ရဲ့စွမ်းဆောင်ရည်တွေကိုပုံမတောက်ပလာစေရန် deep line playmaker role မှာကစားစီခဲ့ပြီးတော့အရင်နဲ့မတူတော့တဲ့သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုရရှိခဲ့ပါတယ်။ Pirlo ရဲ့ long pass တွေ vision တွေနဲ့အတင်းငင်းကစားဟန်တွေကြောင့်ပဲသူဟာအတင်းလိုက်အောင်မြင်မှုတွေပါရရှိခဲ့ပြီးတော့သမိုင်းတစ်လျှောက်အကောင်းဆုံးကွေးလက်ဗိုလ်ချုပ်တွေကတယောက်အဖြစ်ပါဝင်နေပါတယ်။ Van Persie ကစားသမားဘဝအစမှာ Van Persie ဟာနယ်သာလန်ကလပ်ဖြစ်တဲ့ Feyenoord အသင်းနဲ့တူဘဲတောင်မှကစားသမားအဖြစ်စတင်ခဲ့ပါတယ်။ Feyenoord မှာကစားစဉ်တုန်းကလည်း Van Persie ဟာသူ့ရဲ့ crossing တွေနဲ့အထိုက်အလျောက်သူတီးခဲ့ပေမဲ့ profile မြင့်တဲ့ကစားသမားစီးရင်ထဲမှာတော့မပါခဲ့ပါဘူး။2004ခုနှစ်မှာတော့နီးပြကြီးအာဆင်ဝင်းကားရဲ့ tactical switch တွေနဲ့အတူ Van Persie ဟာ striker အဖြစ်ပုံစံပြောင်းကသူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုလည်းရရှိခဲ့ပါတယ်။သူ့ရဲ့အားပါပြင်းထန်ပြီးတော့တိကျသေချာလာတဲ့ body ကန်ချက်တွေနဲ့အတူဘယ်ချီတော့ဟာဆိုရင်လည်းဖျားပေးတဲ့ဆုလက်တစ်ခုဖြစ်လာခဲ့ပါတယ်။သူဟာ Golden Boot ကိုတောင်ရရှိနိုင်ခဲ့သည့်စွမ်းဆောင်ရည်ကောင်းတွေကိုပြသခဲ့ပါတယ်။ Sergio Ramos ဘောလုံးလောကရဲ့လူချမ်းကြီးတွေတဲကတယောက်ဖြစ်တဲ့ Sergio Ramos ကသူ့ရဲ့ငယ်မွေးချမ်းပေါက်ကလပ်ဖြစ်တဲ့ Sevilla အသင်းမှာဆိုရင်တော့ right back ဖြစ် career ကိုစတင်ခဲ့ပါတယ်။သူ့ရဲ့ pace တွေ attacking မှာ overlap လိုက်နိုင်တာတွေနဲ့လိုအပ်ရင်လိုအပ်တယ်လို့ဂိုးသွင်းယူနိုင်တာတွေကပဲသူ့ကို Madrid တို့သဘောတွေ့စေခဲ့ပါတယ်။ဒီလိုနဲ့2005ခုနှစ်မှာတော့ Madrid တို့စီကိုရောက်ရှိလာခဲ့ပြီးတော့ right back ဖြစ်စတင်ကစားခဲ့ပါတယ်။ဒါပေမဲ့2010 Jose Mourinho ရောက်လာတဲ့အခါမှာတော့ Ramos ကို right back position ကနေ center back အဖြစ်ပြောင်းက PP နဲ့အတူခံစစ်ကြောက်ဆောင်ကိုတည်ဆောက်ခဲ့ပါတယ်။သူ့ရဲ့ physical တန်မာမှုတွေ area ဘိုင်းဆိုင်ရာအားသာမှုတွေနဲ့ aggressive ဖြစ်ကစားနိုင်မှုတွေကပဲအသင်းကိုအောင်မြင်မှုစီကိုဦးတည်စေခဲ့ပါတယ်။ဒါပြင် leadership skill တွေလည်းပုံမကောင်းမွန်လာခဲ့ပြီးတော့လိုအပ်ရင်လိုအပ်သလိုခေါင်းတိုက်ဂိုးတွေနဲ့အသင်းကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်။ကလပ်အသင်းအတွက်ရော national အသင်းအတွက်ပါအောင်မြင်မှုတွေများစွာကိုတရဖူဆောင်းနိုင်ခဲ့ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတာတွေကိုတင်ဆက်ပေးပါမို့ channel ကို subscribe လေးနှိပ်ပေးသွားကြပါဦး။